အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရေဖိမဲ့ဆိုတဲ့ကဏ္ဍကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအတိတ်ပဲရှိတဲ့ဘဝဆိုတာဘယ်လိုမျိုးလဲဆိုတဲ့တိုက်တဲ့ခေါင်းစဉ်လေးနဲ့ကိုကျွန်တော်ကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ရှေ့သားတို့ကတော့ chess ညင်ပါပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကဒီအတိတ်ပဲရှိတဲ့ဘဝဆိုတာဘယ်လိုမျိုးစီကနေမှာဂျပန်လူမျိုးတွေကဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုအတိတ်ပဲတွေဖွင့်ချလဲဆိုတာကိုပြောပြပေးသွားမှာပဲအဲဆိုရင်အစီအစဉ်လေးဆက်လိုက်ကြရအောင်အတိတ်ပဲရှိတဲ့ဘဝဆိုတာကလူများကဒီအတိတ်ပဲရှိတဲ့ဘဝကိုပဲသူတို့တွေဖြတ်တန်းမှုခဲ့တဲ့လမ်းတွေနဲ့ပဲတိုင်းတာကြတယ်တချို့ကပတ်စံချမ်းသာမှတချို့ကမိသားစုနဲ့အတူရှိနေမှတချို့ကဩဇာအာဏာရှိနေမှတချို့ကြတော့စိတ်လေးကလေးတောက်လိုက်ရမှအရက်ကလေးတောက်လိုက်ရမှဆိုတဲ့ဘဝကတိတ်ကိုအတိတ်ပဲရှိသွားတယ်ဆိုပြီးတော့ဘဝရဲ့အတိတ်ပဲကိုအမျိုးမျိုးခံယူသွားကြတာပေါ့ဘဝအတိတ်ပဲကိုဘဒုကဘလို့ပဲထင်နေတည်ဂျပန်လူမျိုးတွေလက်ခံထားကြတဲ့ ego gain လို့ခေါ်တဲ့ theory နဲ့တွဲကြည့်လိုက်မယ်ဆိုရင်တော့ကိုလုံးနေတဲ့အလုပ်ကိုရက်တည်နေတဲ့နေရာကိုဘဝကအတိတ်ပဲရှိလားမရှိဘူးလားဆိုတာနားလည်သွားမှာပါဆိုတော့ပြောနေရင်ဒီ ego gain ဆိုတာပါလေဂျပန်လူမျိုးတွေလက်ခံထားကြတဲ့ ego gain ဆိုတာကဘဝတစ်ခုလုံးအတိတ်ပဲရှိစေဖို့ကိုမှလမ်းညွှန်ပြထားတဲ့ theory တစ်ခုလို့ဆိုရပါလိမ့်မယ်လူရှိတဲ့ခဏမှာကိုလုံးချင်တာနဲ့ကိုလုံးချင်တဲ့အလောက်ကကျွမ်းတာနဲ့ကျွမ်းတဲ့အလောက်ကအများသူတွေအတွက်လိုအပ်နေတာရယ်ပြီးရင်ပတ်စံလဲရတာဆိုပြီးတော့ theory က၄ခုထွက်သွားတာပေါ့ဒါကိုပဲ ikigai ဆိုပြီးခေါ်တာပါဒီလေးချက်နဲ့ညီနေတယ်ဆိုရင်တော့လူတယောက်ကအသေးချောက်သွားတယ်လို့ပဲပြောရမှာပါဆိုတော့နောက်တစ်ခုကိုကြံပြီးခွဲထုတ်ပြီးတော့ကြွကြရမှာမယ်ဆိုရင်တော့စိတ်ကြော်တာကိုလှုပ်တာကျွမ်းကျင်တာကိုလှုပ်တာနဲ့ပတ်ဆိုင်ရဖို့လှုပ်တာအကျိုးရှိတာကိုလှုပ်တာဆိုပြီးတော့လေးပိုင်းဖြစ်သွားပါလိမ့်မယ်လူတယောက်ကကိုလှုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတယ်ဒီလုပ်ကိုလည်းကျွမ်းကျင်တယ်ဒီလုပ်ကနေလည်းပတ်ဆိုင်ရသေးတယ်ပြီးတော့လူတို့အတွက်အမှန်ကန်ကြီးလိုအပ်နေတဲ့အရာကြီးလေးဖြစ်နေတယ်ဒီလူလေးခုစလုံးနဲ့ကိုင်းညီနေရဲ့အလုပ်ကိုလုပ်ခွင့်ရင်ဘဝဆိုတာအဓိပ္ပာယ်ရှိသွားပြီလို့ဆိုလို့ရပါလိမ့်မယ်ဥပမာကျွန်တော်ဆရာဝန်တယောက်နဲ့ပဲညွှန်ချင်ပါတယ်ဆရာဝန်ပဲဖြစ်ချင်တယ်ဒါနဲ့ပဲစေချောင်းလဲသွားတတ်တယ်ဆရာဝန်လည်းဖြစ်တယ်လုံသက်ကလည်းကြာလာတဲ့အခါမှာဆရာဝန်လုံးမှာကျွမ်းကျင်လာတာပေါ့ဒါဆိုရင်စိတ်အားထက်သန်မှုလို့ခေါ်တဲ့ person ကိုရှားနိုင်တယ်ဆရာဝန်လည်းမလုပ်ချင်မင်းနဲ့အိမ်ကအသင်းလောက်ခံလို့ဒါလုပ်နေရတယ်လုပ်နေတာလေးကြာသွားတော့ဆရာဝန်လုံးမှာလည်းကျွမ်းကျင်လာတယ်ပြီးတော့ငွေလည်းကောက်နေဆိုရင်ဒါက professional လို့ပြောရပါလိမ့်မယ်ဆိုတော့နောက်တစ်ခုကဆရာဝန်အလုံးနဲ့လည်းငွေကောင်းနေတယ်တခြားလူတွေလည်းအကျိုးလဲပြုတယ်ဆိုရင်တော့ခိုင်မာတဲ့အသက်မွေးဝမ်းကြောင်းလို့ခေါ်တဲ့ vocation နဲ့ချက်တည်လို့ရပါတယ်ဒါကတောင်ကူနောက်တစ်ခုကဆရာဝန်နာလုပ်ချင်လို့ဒါလုပ်နေတယ်ဒီလုံးမှာလည်းစိတ်ပြောတယ်ဒီလုံးကအကောင်လုံးတော့ကိုအကျိုးလဲပြုနေတယ်လို့စိတ်ခွန်အားမရှင်ကိုလည်းရှားစေနိုင်တယ်ဆိုတော့ဒါဒီအချက်ကြီးလေးချက်ကိုပဲကြင်ကြည့်ရမယ်ဆိုရင်ခုနဆရာဝန်ပေါ့ပြောရမယ်ဆိုရင်ဆရာဝန်လုပ်ကိုလုပ်ချင်လို့ဒါလုပ်နေတယ်ကျွမ်းကျင်တယ်ပတ်စံလေးရနေတယ်ဒါပေမဲ့လူတို့အတွက်မကြည့်ဘူးအကျိုးမရှိဘူးလို့ဖြစ်နေတဲ့အခါမှာကိုအသုံးဝင်တယ်လို့ခံစားစေရပါဆိုတော့ဆရာဝန်အလုံးမှာဆရာတစုလည်းဖြစ်နေပြီးအများကျိုးလည်းရှိနေတယ်ငွေလည်းကောက်နေတယ်ဒါပေမဲ့လုပ်ချင်တဲ့လုပ်ကလည်းဟုတ်မနေတဲ့ခါကျတော့အလုပ်ထဲမှာမကြိုးလို့ခံစားနိုင်တယ်ပေါ့နောက်တစ်ချက်ကကိုလှုပ်ချင်တဲ့ဆရာဝန်လုပ်ကိုတာလုပ်နေရတယ်အကျိုးလည်းရှိနေတယ်ပတ်စံလည်းရတယ်နီးစနစ်ကကြတော့လေတိတ်မကျွမ်းကျင်တယ်လို့မရည်ရတယ်လို့ ਨੇ ခံစားရတာပေါ့ဆိုတော့နောက်ဆုံးတစ်ခုကဆရာဝန်လုပ်ကိုလှုပ်ချင်လို့တာလုပ်နေတာကျွမ်းကျင်တဲ့လူတို့လည်းအကျိုးလည်းရှိစေပြီးတော့ပတ်စံမရတဲ့အခါမှာငွေကြီးမဖို့လို့မှုဖြစ်စေတာပေါ့ဆိုရင်တော့အရှိမပြောတဲ့လေးချက်နဲ့ဒီဆရာဝန်လုံးနဲ့သွဲပြီးပြောလိုက်မယ်ဆိုရင်တော့ဒီလောက်ဆိုရင်ဒိတ်ပဲရှိတဲ့ဘဝကဘာကြီးလဲဆိုတာကိုနားလည်မယ်လို့ထင်ပါတယ်ဆိုတော့ကိုယ့်ရဲ့ဘဝကဒီလေးချက်နဲ့ချိန်ခိုင်းကြည့်လိုက်ပါကိုကပယ်လန်းကိုရွေးရမလဲဆိုတာကိုသိလာပါလိမ့်မယ်ဆိုတော့အဓိပ္ပာယ်ရှိတဲ့ဘဝမျိုးကိုလိုချင်နေတယ်ကိုယ့်ရဲ့အဓိပ္ပာယ်ရှိတဲ့ဘဝက
ဘာကြီးလဲဆိုပြီးတော့ထပ်ပြီးကြည့်စရာလည်းမလိုတော့တော့ပေါ့ဘဝရဲ့အတိတ်ပဲတွေကလည်းအမျိုးမျိုးထင်မှတ်ထားစရာတယောက်နဲ့တယောက်ကလည်းမတူကြဘူးလက်ချောင်းနေတော့မှကျွန်တော်တို့မတူကြတာပဲဒါဘယ်လိုလုပ်တူကြမှာတော့ဆိုတော့ကျွန်တော်ပြောတဲ့အထက်မှာဒီနေ့ကအတိတ်ပဲရှိတဲ့ဘဝကဘယ်လိုမျိုးလဲဂျပန်နေလက်ခံထားကြတဲ့အတိတ်ပဲရှိတဲ့ဘဝအီဂီခိုင်းဆိုတာရေအီဂီခိုင်းကပြောရတဲ့အချက်ကြီး၄ချက်ကကျွန်တော်တို့ဘဝမှာလုံနေတဲ့လုံနဲ့ရက်တည်နေတဲ့နေရာနဲ့ဘဝကအတိတ်ပဲရှိလားအတိတ်ပဲမရှိလားဆိုတာကိုကျွန်တော်တေချာလေးပြပြပေးသွားတာဖြစ်ပါတယ်ဆိုရင်တော့အဲ့ရနေမှာအတိတ်ပဲရှိတဲ့ဘဝကိုနားလေတဘောပေါက်မယ်လို့တော့ညွှန်လင်းမိပါတယ်ဆိုတော့ပြောကြနေနေဒီနေ့ကျွန်တော်ကဏ္ဍလေးမှာတော့ဒီအကြောင်းလေးကိုဆွေးနွေးသွားပေးတာပဲဖြစ်ပါတယ်ဆိုတော့နောက်နေ့မှာကျွန်တော်ဘလို့ပိုကောင်းတဲ့ကဏ္ဍလေးရနေပြီတော့ဆွေးနွေးသွားမယ်ဆိုတာသိဖို့ကျွန်တော်ရဲ့ဒီ page လေးကို like and follow လေးရဲ့ YouTube မှာကြည့်နေတယ်ဆိုရင်တော့ subscribe လေးလုပ်ထားပြီးကိုလည်းတောင်းဆိုချင်ပါတယ်ကြည့်ရှုပေးနေတဲ့ပရိသတ်လေးကျေးဇူးတင်ပါတယ်တကယ်လို့ TikTok မှာကြည့်နေတယ်ဆိုရင်တော့ page လေးကို follow ပေးဖို့လေးတောင်းဆိုချင်ပါတယ်ဆိုရင်တော့ဒီညကတော့ဒီလောက်ပါပဲအားလုံးပဲတတ်တာ good night ပါ